အားလုံးပဲမင်္ဂလာပါ One Sweet Chinese Speaking Class မှာကြိုဆိုပါရရှင်နေ့စဉ်တရုတ်စကားပြောသင်ယူဖို့9မိနစ်လောက်အချိန်ပေးနိုင်ပါသလား One Sweet Chinese Speaking Class မှာတင်ဆက်ပေးသွားမယ့်5 minute class ကိုနေ့တိုင်းနားထောင်ပြီးတရုတ်စာတက်မြောက်သင်ယူကြရအောင်နော်ဒီနေ့5 minute class ရဲ့ခေါင်းစဉ်ကတော့တဦးတယောက်ကိုမြင်ချိန်တွေ့ချိန်မှာ Chinese လိုဘယ်လိုနှုတ်ဆက်ကြမလဲ Chinese မှာတဦးကိုတဦးတွေ့ကြရင်ဘယ်ချိန်တွေ့ဘာအကြောင်းကြောင့်တွေ့မြင်ရင်နီးဟောင်လို့နှုတ်ဆက်လို့ရပါတယ်နီးဆိုတာကအသင်သို့မဟုတ်နင်ဆိုတဲ့နာမ်စားဖြစ်ပြီးဟောက်ဆိုတာကတော့ကောင်းမွန်ခြင်းဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်စလုံးတစ်ခုပေါင်းလိုက်တဲ့ချိန်မှာတော့မင်္ဂလာပါဆိုတဲ့အဓိပ္ပာယ်ရပါတယ်လိုက်ဆိုကြည့်ရအောင်နော်နီးဟောင်နီးဟောင်နီးဟောင်မိမိနှုတ်ဆက်မဲ့သူကအသက်အရွယ်ရာထူးကြီးသဖြစ်တော်၎င်းဧည့်သည် customer ဖြစ်တော်၎င်းလေးစားသမှုနဲ့ဆက်ဆံဖို့လိုအပ်ရင်နင်းဟောက်လို့နှုတ်ဆက်လို့ရပါတယ်နီလို့အတန်မထွက်ပေနင်းလို့အတန်ထွက်ရပါမယ်နီဆိုတဲ့စကားလုံးရဲ့အောက်မှာရှင်းဆိုတဲ့နှလုံးသားပါရှိပါတယ်ချစ်ချင်းမေတ္တာကိုဆိုလိုခြင်းမဟုတ်ပါဘူးနော်စည်ရင်းတွေကလေးစားတယ်ဆိုတဲ့အဓိပ္ပာယ်မှယူရပါမယ်လိုက်ဆိုကြည့်ရအောင်နော်您好您好您好ဒါဆိုရင်တူဦးတယောက်တည်းကိုမဟုတ်ပဲတစ်ဖွဲ့သို့မဟုတ်အများကိုနည်းနည်းချင်းဆိုင်နှုတ်ဆက်မယ်ဆိုရင်ဘယ်လိုနှုတ်ဆက်ကြမလဲနီးဟောက်ဆိုတဲ့နှုတ်ဆက်တဲ့စကားမှာအများကိန်းဖြစ်သွားစေမဲ့မန်းဆိုတဲ့စကားလုံးကိုထည့်လိုက်ပြီးနီမန်းဟောက်နီမန်းဟောက်လို့လည်းနှုတ်ဆက်လို့ရပါတယ်မန်းဆိုတဲ့စကားလုံးကတော့တက်ရှိလူကိုပဲအထူးပြုနိုင်ပြီးအများကိန်းသူတို့ငါတို့ဆိုတဲ့တို့ဆိုတဲ့အဓိပ္ပာယ်တက်ရောက်ပါတယ်လိုက်ဆိုကြည့်ရအောင်နော်你们好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 နောက်ထပ်မမြင်မတွေ့ရတဲ့လူတွေသို့မဟုတ်ဘသူပဲဝါမှန်တိတိကျကျရည်ညွှန်းလို့မရတဲ့သူတွေကိုရောဘယ်လိုနှုတ်ဆက်ကြမလဲဒီနည်းအားဖြင့်ပြောမယ်ဆိုရင်တော့အပရိသတ်လူမျိုးကိုနှုတ်ဆက်တာမျိုးပေါ့အပရိသတ်ကိုနှုတ်ဆက်တာဆိုရင်တော့တာချားဟောင်းနဲ့နှုတ်ဆက်လေးရှိပါတယ်တာဆိုတာကတော့ကြီးတယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ကြားဆိုတာကတော့မိသားစုနေထိုင်တဲ့အိမ်ကိုဆိုလိုပါတယ်ဒါပေမဲ့တာကြားလို့တွဲသုံးတဲ့အချိန်မှာတော့အားလုံးသို့မဟုတ်တော့အများဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားပါတယ်အဲ့တော့အားလုံးပဲမင်္ဂလာပါဆိုရင်တာကြားဟောင်းလို့နှုတ်ဆက်လို့ရပါတယ်လိုက်ဆိုကြည့်ရအောင်နော်大家好大家好大家好အပေါ်ကနှုတ်ဆက်ပုံမျိုးကမရင်းနှီးသေးတဲ့သူတွေကြားမှာနှုတ်ဆက်တဲ့စကားမျိုးဆန်ပါတယ်ဒါဆိုရင်တိပိသားယဉ်နီးပိသားသူတွေကဘယ်လိုနှုတ်ဆက်ကြသလဲနာမည်ယာထူးလောက်ကန်မိမိနဲ့တော်ဆက်မှုပတ်သက်မှုစသဖြင့်ရဲ့နောက်မှာဟောက်ဆိုတဲ့စကားလုံးကိုထည့်ပြီးတော့လည်းနှုတ်ဆက်လို့ရပါတယ်ဥပမာ小月မင်္ဂလာပါဆိုရင်小月好小月ဆိုတဲ့မိန်းကလေးရဲ့နာမည်အနောက်မှာဟောက်ဆိုတဲ့စကားလုံးကိုကပ်လိုက်ပြီး小月好小月မင်္ဂလာပါဆိုပြီးနှုတ်ဆက်လို့ရပါတယ်ဆရာမမင်္ဂလာပါဆိုရင်老师好老师ဆိုတဲ့အလုပ်ကိုင်ရဲ့အနောက်မှာဟောက်ဆိုတဲ့စကားလုံးကိုကပ်လိုက်ပြီး老师好老师မင်္ဂလာပါဆိုပြီးနှုတ်ဆက်လို့ရပါတယ်ဦးလေးမင်္ဂလာပါဆိုရင်叔叔好叔叔ဆိုတဲ့မိမိနဲ့ဦးလေးတော်ဆက်သူကိုဟောက်ဆိုတဲ့စကားလုံးကိုကပ်လိုက်ပြီး叔叔好叔叔မင်္ဂလာပါဆိုပြီးနှုတ်ဆက်လို့ရပါတယ်တထေးမင်္ဂလာပါဆိုရင်老板好老板ဆိုတဲ့ယာဒူးရဲ့အနောက်မှာဟောက်ဆိုတဲ့စကားလုံးကိုကပ်လိုက်ပြီး老板好老板မင်္ဂလာပါဆိုပြီးနှုတ်ဆက်လို့ရပါတယ်ဒါဆိုရင်ဒီနေ့သင်သွားတဲ့နှုတ်ဆက်ပုံနှုတ်ဆက်နည်းလေးတွေကိုအနည်းချုပ်ပြန်ပြောပြပါမယ်ရွယ်သူတယောက်တည်းကိုနှုတ်ဆက်တဲ့နီးဟောက်ကြီးသူတယောက်တည်းကိုနှုတ်ဆက်တဲ့နင်းဟောက်ရွယ်သူလူအများကိုနှုတ်ဆက်တဲ့နီမန်းဟောက်ကြီးသူလူအများကိုနှုတ်ဆက်တဲ့နင်မန်းဟောက်အပရိသတ်ကိုနှုတ်ဆက်တဲ့တာချာဟောက်ယင်းဤပိသားသူကိုနှုတ်ဆက်တဲ့老师好
ဆိုပြီး6မျိုးဖြစ်ပါတယ်နော်ဒီနေ့အတွက်တော့ဒီလောက်ပါပဲရှင်အားလုံးလည်းအပြင်မှာနှုတ်ဆက်ကြတဲ့ချိန်စိတ်ထဲမှာအစားထိုးပြောကြည့်ပြီးလေ့ကျင့်ရင်မြန်မြန်တက်လွယ်မယ်လို့ယုံကြည်ပါတယ်စိတ်ဝင်စားရင် One Sweet Chinese Speaking Class ရဲ့ channel ကို subscribe လုပ်ထားကြပါအောင်နော်နောက်ထပ်အများအတွက်အကျိုးရှိတယ်လို့ယူဆရင်ဗီဒီယိုလေးကို like and share လုပ်ထားပေးပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်谢谢大家的支持